အားလုံးပဲမင်္ဂလာပါThe United ရဲ့ Facebook page နဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ကျွန်တော်တို့ United အသင်းနဲ့ပတ်သက်ပြီးတော့မှအပြောင်းရွှေ့သတင်းလေးတွေဒါနောက်ဆုံးရထားတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုတော့ဒီအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုလေးစီကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်ဆိုတော့ United အသင်းနဲ့ပတ်သက်တဲ့သတင်းကတော့ဒါလက်ရှိဒါနီးပြနဲ့ပတ်သက်တဲ့သတင်းတွေပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ဒါရာဒီကလည်းကုံတော့မှလည်းဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့လည်းအချိန်ကြီးအတိုင်းအတာတစ်ခုထိကောင်းမွန်နေတဲ့ performance တွေကိုပြသနေရလည်းဖြစ်တယ်ဆိုတော့ဒီရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ခန့်ကဏ္ဍကြီးကြီးတစ်ခုဖြစ်တဲ့နီးပြနေရတော့ကိုလည်းတော်တော်လေးသတင်းတွေထွက်နေတာဖြစ်တယ်ဆိုတော့ဒီရဲ့ report ကတော့ဒါ Manchester Evening News ကနေ report ပြုလုပ်ထားတာဖြစ်တယ်ဆို United အနေနဲ့ဆိုလို့ရှိရင်လာမယ့်နွေရာသီအပြောင်းရွှေ့ကာလမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒီနီးပြနေရအတွက်ကိုဘောနော်ဒါနီးပြအနေရအတွက်ကိုသူတို့စင်းရင်ပြုလုပ်ထားတဲ့နီးပြ3ဦးကိုဒါသူတို့ဖော်ပြထားတာရှိတယ်ဆိုတော့ United အသင်းတကယ်စိတ်ဝင်စားနေပါတယ်ဆိုတော့နီးပြ3ဦးကိုသူတို့စင်းရင်ပြုလုပ်ထားတာရှိတယ်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့Michael Carrick ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Luis Enrique ပါမယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါ Germany ကိုနီးပြပြုလုပ်နေတဲ့ဒါ Julian Nagelsmann ပါမယ်ဘောနော်ဆိုတော့ဒီနီးပြ3ဦးကိုသူတို့အနေနဲ့ Manchester Evening News ကနေ report ပြုလုပ်ထားတာဖြစ်တယ်ဆို United အသင်းအနေနဲ့လာမဲ့ဒီနွေရာသီအပြောင်းရွှေ့ကာလမှာနီးပြတဲ့ရှာဖွေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီနီးပြ3ဦးဟာ United အတွက် top list အနေနဲ့သူတို့အနေနဲ့ဖော်ပြထားတာဖြစ်တယ်ဆိုတော့ဒီနီးပြ3ဦးကိုကြည်ချင်းအဖြစ် United အသင်းအနေနဲ့အရေးသွေးပိုင်းအရာနီးပြတွေရဲ့ quality ပိုင်းအရာကတော့ဘယ်လိုပြောမလဲစိုးရင်စရာမရှိတဲ့ performance တွေကိုပြသထားတဲ့နီးပြတွေဖြစ်တယ်ဆိုတော့သူတို့ရဲ့ဒီ management ပိုင်းတွေဟာဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့နီးပြမျိုးတွေဖြစ်တယ်ဆိုတော့တခုရှိတာကတော့ဒါ Julian Nagelsmann ကတော့အသက်အရွယ်ပိုင်းခြားရနည်းနည်းလေးငယ်တော့ဒါလူငယ်နီးပြဖြစ်တော့သူတို့ဒါဘယ်လိုပြောမလဲဒါကစားသမားတွေကိုထိန်းချုပ်တဲ့နေရာမျိုးမှာတော့နည်းနည်းလေးတော့အန်ဒီရရှိတယ်လို့ကျွန်တော်ကတော့မြင်နေဆိုတော့ပြီးခဲ့တဲ့ဒီကျွန်တော်တို့ Ruben Amorim တို့ဘာလို့ဆိုလို့ရှိရင်တာရကတွေရှိခဲ့တာပဲဆိုတော့လူငယ်နီးပြတွေကင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒါစိတ်နေသဘောထားတွေနဲ့ကစားသမားတွေရဲ့စိတ်နေသဘောထားတွေကနည်းနည်းလေး sensitive ဖြစ်လုံးတဲ့ဒီအထွတ်အကြုံတွေကိုကျွန်တော် United ပရိသတ်တွေခန်းစားခဲ့ရတာရှိတယ်ဆိုတော့ဒါဒီအခြေအနေတစ်ခုလေးကိုတော့ Nagelsmann နဲ့ပတ်သက်ပြီးတော့စိုးရင်စရာရှိတယ်ဆိုတော့သူ့ရဲ့နီးပြအရေးသွေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ပြောစရာမရှိဘူးလက်ရှိလည်းကျွန်တော် Germany မှာသူတို့အနေနဲ့ကင်တွယ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ဒီ Nagelsmann နဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းလေးအပြောင်းရွှေ့ကိုလောက်ကင်ဖို့အတွက်ဆိုရင်နည်းနည်းခက်နိုင်တဲ့အနေအထားမျိုးရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် Nagelsmann တည်တဲ့အတိုင်းပဲ Germany ကိုကင်ကျင်လို့တချို့တော့ဒီဘယ်လိုပြောမလဲဒါသူ့ကိုခေါ်ယူခြင်းတဲ့ club တွေရဲ့ဒါ offer တွေကိုတော့သူတို့နဲ့ညင်းခဲ့တာရှိခဲ့တယ်ပေါ့နော်ဆိုတော့ United အသင်းအနေနဲ့လွယ်ကူပါမလားဆိုတော့မိကိုထုတ်ဆရာလေးတော့ရှိတယ်ဆိုတော့စောင့်ကြည့်ရမယ်ဒီနီးပြကိုခေါ်ခြင်းနဲ့ဆိုရင်တော့ United အသင်းပရိသတ်တယောက်အနေနဲ့ကတော့ဘယ်လိုပြောမလဲဒီလူငယ်နီးပြဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားတွေနဲ့အဆင်ပြေရေချေသွားဖို့အတွက်အဆင်ပြေပါမလားဒီသူ့ရဲ့ဒီ power ရင်းတိုင်းတဲ့အခြေအနေမျိုးတွေကိုကျွန်တော်တို့ကြုံတွေ့လာရနိုင်တဲ့အနေအထားမျိုးတွေကိုတော့ကျွန်တော်တို့စိုးရိမ်နေဆိုတော့အခြားသောအရာတွေနဲ့ပတ်သက်ပြီးကတော့အဆင်ပြေတဲ့နီးပြတူဖြစ်တယ်ပေါ့ဆိုတော့နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်ရှေ့မှာဖော်ပြခဲ့ပြီးသားဖြစ်တယ်ဆိုတော့Luis Enrique ပဲဖြစ်တယ်ဆိုတော့ Luis Enrique ကတော့လက်ရှိ United အသင်းစိတ်ဝင်စားနေတယ်ဆိုတာကလည်းဒါကြောင့်ညီကိုတွေဒါကျွန်တော်တို့သတင်းဖော်ပြချက်တွေအရာကတော့သိရှိနေပြီးသားဖြစ်တယ်ဆိုတော့တိတ်ပြီးတော့မှထူးပြောစရာမရှိဘူး United အသင်းအနေနဲ့ Luis Enrique ကိုလာမယ့်နွေရာသီအချိန်တိုင်းတာအတွင်းမှာသူတို့အနေနဲ့စူးစမ်းသွားပွဲရှိရဲဆိုတော့စူးစမ်းသွားမယ်ဆိုရင်လည်းကျွန်တော်တို့ United ပရိသတ်တွေအနေနဲ့လက်ခံသွားရမယ်နီးပြတူဖြစ်တယ်ဆိုတော့အသွေးပိုင်းအရာလည်းကောင်းမွန်တဲ့နီးပြတူဖြစ်တယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒီ report တွေမှာဖော်ပြတဲ့အခြေအနေအရာဆိုလို့ရှိရင် Luis Enrique ကိုကျွန်တော်တို့ခေါ်မယ်ဆိုလို့ရှိရင်ဘာကပြဿနာရှိလာနိုင်လဲဆိုလို့ရှိရင် Luis Enrique ဘက်ကတောင်းဆိုမဲ့ဒီကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီသူလိုအပ်ချက်တွေကအဓိကဖြစ်လာနိုင်တယ်ပြဿနာအဓိကဖြစ်လာနိုင်တယ်ပေါ့ဆိုတော့ဒါကဘာလို့လဲဆိုလို့ရှိရင်လက်ရှိ Luis Enrique ကကျွန်တော်တို့ PSG မှာဆိုလို့ရှိရင်သူအနေနဲ့ head coach ကော manager ရာထူးကောသူကယူထားပြီးတော့မှသူကဒါ PSG မှာကင်တွယ်နေတဲ့နီးပြတူဖြစ်တယ်ဆိုတော့ United အသင်းကိုရောက်လာပြီဆိုလို့ရှိရင် United ကလက်ရှိခေါ်ချင်နေတာက head coach တခုတယောက်ကိုပဲခေါ်ချင်တာပေါ့နော်ဆိုတော့ head coach position ပုံစံမျိုးကိုပဲသူကခေါ်ချင်တော့လက်ရှိ United ကိုရောက်လာမယ် United ကိုပြောင်းရွှေ့ဖို့အတွက်စဉ်းစားမယ်ဆိုလို့ရှိရင်အကယ်၍မြန်မန်နေဂျာရာထူးပါတောင်းမယ်ဆိုလို့ရှိရင်ဒါကဖြစ်နိုင်ကြတော်တော်လေးနည်းတယ် United အသင်းကမန်နေဂျာရာထူးနဲ့ခံဖို့အတွက်ကိုတိတ်ပြီးတော့မှမစင်စားထားတဲ့ပုံစံမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ကျွန်တော် Ruben Amorim ဆိုလည်းသိတဲ့အတိုင်းပဲတကူကျွန်တော်ရောက်လာတုန်းက head coach နဲ့ဒီအသင်းကို manage လုပ်ဖို့အတွက်ရောက်လာတာမဟုတ်ဘူး manager ရာထူးနဲ့ကျွန်တော်ရောက်လာတာဆိုပြီးတော့ဒါထုတ်ပြောတော့တဲ့အထီကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်တယ်ဆိုတော့ဒီအနောက်ပိုင်းမှာပဲအသင်းနဲ့ဒါအကွဲအပြဲဖြစ်ခဲ့ပြီးတော့မှ United အသင်းအနေနဲ့ဒါ Ruben Amorim ကိုအသင်းကနေထုတ်ပယ်ခဲ့တဲ့အနေအထားမျိုးတွေအထိကျွန်တော်တို့ကမြင်တွေ့ခဲ့ရတာဖြစ်တယ်ဆိုတော့ဒီနှစ်ခုတိုင်းတာအရာ United အသင်းအနေနဲ့ဒါကျွန်တော်တို့ Luis Enrique ကိုခေါ်ယူဖို့အတွက်ဆိုလို့ရှိရင်ဒီအဟန့်အတားလေးတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ရနိုင်တယ်ဆိုတော့ဒီနေရာမှာအကောင်းဆုံးတော့
အချင်းချင်းပြောရအောင် United အသင်းအတွက်အရန်လက်ရှိအချိန်တွေက perfect ဖြစ်နေဆုံးလူကတော့ Michael Carrick ပဲဖြစ်တယ်ဆိုတော့အသင်းက hash ကိုပေးမလားမပေးမလဲကြိုက်တဲ့နေရာကိုပေးအသင်းကိုကူညီဖို့အတွက်စဉ်းစားရှိတယ်ဆိုတော့လူစားမျိုးဆိုတော့ဒါပေမဲ့ကျွန်တော်တို့Michael Carrick အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်လာမယ့်ရာသီမှာ Champions League ဝင်ခဲ့ရင်ပေါ့နော်ဒါတစ်ပတ်ကို3ရက်ကိုတပွဲလောက်ကန်ရမယ့်အနေအထားမျိုးမှာသူ့အနေနဲ့တကယ်ပဲ manage ကောင်းလုပ်နိုင်ပါမလားဆိုတဲ့စိုးရင်စရာလေးတော့နည်းနည်းလေးတော့ရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ United အသင်းအနေနဲ့ဆိုလို့ရှိရင်ဒါနည်းနည်းလေးဒီတစ်ပတ်မှာပြရှင်းရှင်းပြောနှစ်ပွဲလောက်ကန်ရတဲ့အနေအထားစားပရီးမီးယားလိကိုပဲပေါ့နော်အချိန်သူတို့ရဲ့ဒီ match management အရာသူတို့ဒီတစ်ပတ်မှာနှစ်ပွဲလောက်လိုမျိုးလေးနည်းနည်း close ဖြစ်သွားတဲ့ပွဲတွေရလာတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်နည်းနည်းလေး United အသင်းအနေနဲ့ဒါဘယ်လိုပြောမလဲအဆင်ပြေမှုလေးတွေမြင်ရတယ်ဆိုတော့ဒါကလည်း United အသင်းရဲ့ဒါ squad depth အရာလို့လည်းဒါပြောကောင်းပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့လက်ရှိ United အသင်းရဲ့ squad depth အရာဆိုလို့ရှိရင်လည်းဒါပထမဆုံး first line နဲ့11ဒါလင်းအဆင်ပြေတဲ့ပုံစံမျိုးကိုပြနေတာဖြစ်တယ်ဆိုတော့ဒီ first line နဲ့11မှာတော့မှပဲတချို့သောကစားသမားတွေကနည်းနည်းလေးဘယ်လိုပြောမလဲဒါ under performance ကိုပြနေတဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့လာမယ့်ရာသီမှာအကယ်၍ United အသင်းအနေနဲ့ Champions League ဝင်ခဲ့ပြီးတော့မှဒါ3ရက်ကိုတပွဲလောက်ကန်ရမယ့်အနေအထားမျိုးမှာ Michael Carrick အနေနဲ့ United အသင်းဘက်ကနေပြီးတော့လဲဒါဖြစ်ထိုက်တဲ့လူစားဒီခေါ်ယူမှုတွေကိုဖြစ်တင်မိမယ်ဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားပဲစောင့်ကြည့်နေရဖြစ်တယ်ဆိုတော့ United အသင်းအနေနဲ့ဒီလက်ရှိManchester Evening News ရဲ့အဆိုအရတော့ဒါလာမနေရသည့်အပြောင်းရွှေ့ကာလမှာနီးပြအဖြစ်စတင်ပြီးတော့မှသူတို့အနေနဲ့ရှာဖွေတော့မယ်ဆိုလို့ရှိရင်ဒီနီးပြ3ဦးဟာသူတို့ရဲ့ဒီလက်ရှိဒါ top list ထဲမှာပါဝင်ထားတယ်ဆိုပြီးတော့မှ Manchester Evening News ကတော့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ညီကိုဘယ်လိုမြင်ကြလဲ United အသင်းအနေနဲ့ဒီနီးပြ3ဦးထဲမှာဆိုလို့ရှိရင်ဘယ်နီးပြခါ United အတွက်အသင့်တော်ဆုံးနီးပြဖြစ်မလဲဆိုတော့comment section မှာဝင်ရောက်ပြီးတော့မှမှတ်ချက်ပြုလို့ရပါတယ်။နောက်ထပ်ဒီရက်တစ်ဆက်ထဲမှာပဲကျွန်တော်ဖော်ပြချင်တဲ့သတင်းကတော့ United အသင်းရဲ့ဒါကစားသမားတွေဖြစ်ကြတဲ့ပုံ Marcus Rashford နဲ့ဒါကျွန်တော်တို့ဒီ Jadon Sancho ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ Marcus Rashford အနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိဒါကျွန်တော်တို့ဒီဘာလဲ Barcelona အသင်းအနေနဲ့ကတော့ Marcus Rashford နဲ့ဒီလာမဲ့ရာသီတရားဒီကို contract ဆက်ရှုပ်ဖို့အတွက်ကိုပေါ့နော် United အသင်းထံကိုထပ်ပြီးတော့ request ပြုလုပ်ထားတာရှိတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင် Marcus Rashford ကိုသူတို့အနေနဲ့နောက်ထပ်အငှားတစ်နှစ်စာချုပ်ထပ်ပြီးတော့မှချုပ်ဆိုဖို့အတွက်ကို United အသင်းကိုဒါဘယ်လိုပြောမလဲတောင်းဆိုသွားမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါ report တွေမှာဖော်ပြနေတာဖြစ်တယ်ဆိုတော့ဒီဘာစီလိုနာအသင်းအနေနဲ့သူတို့မှာလည်းငွေကြေးတိုင်းတာအရာအခက်အခဲတစ်ခုရှိတယ်ဆိုတော့သူရဲ့ဒီငွေကြေး limit ကပေါ့နော် Marcus Rashford ကိုခေါ်ယူဖို့အတွက်သုံးစွဲဖို့အတွက်အဆင်မပြေဘူးပေါ့နော်ခေါ်ယူကြေးကိုဒါသူ transfer fee ကလက်ရှိ United အသင်းတောင်းဆိုထားတာကပေါင်26တန်းပဲတောင်းဆိုထားတာဆိုတော့ဗျာကျွန်တော်တို့ဒီ Marcus Rashford လို့ quality ရှိတဲ့ကစားသမားမျိုးကို United ဒီပေါင်26တန်းကဒါကျွန်တော်တို့ transfer fee အနေနဲ့ဆိုတာကလုံးဝကိုတင့်တော်တဲ့ပတ်တောင်လွန်နေတဲ့အပြောင်းရွှေ့ဒီဘယ်လိုပြောမလဲသုံးဆွဲရမယ်ငွေချေးတူဖြစ်တယ်ဒါပေမဲ့ဘာကဘလို့ဖြစ်နေရလဲဆိုလို့ရှိရင်ကျွန်တော်ဘာစီလိုနာအနေနဲ့သူတို့မှာ limit ထားတဲ့သူဒီ transfer fee အတွေကိုသူတို့သုံးချရမယ်ငွေချေးတိုင်းတာအရာဒီ Marcus Rashford ကိုခေါ်ယူဖို့ကအဆင်မပြေဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာအရာဆိုတော့ဒါနည်းနည်းလေးလူပဲကြားတဲ့ထဲမှာတော့ပါတယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ Marcus Rashford အနေနဲ့ out of contract က2029မှာဖြစ်မယ်ဆိုတော့နောက်တစ်နှစ်ဒီဘယ်လိုပြောမလဲအငှားစာချုပ်ရှုပ်ဖို့ဆိုတာကတိတ်ပြီးတော့မှကျွန်တော် United ဘက်ကအဆင်မပြေတော့ဘူးဆိုပြီးရင်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲဒီအလွတ်နဲ့ကျွန်တော်တို့လက်လွှတ်ရမယ့်အနေအထားမျိုးတွေပေါ့ဆိုတော့ United ဘက်ကလည်းရှင်းရှင်းလေးပဲပြောထားတယ်လုံးဝငါတို့ United အသင်းအနေနဲ့ Marcus Rashford ကိုမင်းတို့ Barcelona ကခေါ်ယူမယ်ဆိုလို့ရှိရင်ဒီနေ့ရာသီမှာ26တန်းနဲ့မခေါ်ဘူးဆိုလို့ရှိရင်ငါတို့အသင်းကစားသမားကိုပြန်ယူမယ်ပြန်ခေါ်ပြီးတော့မှငါတို့အနေနဲ့ဒီကစားသမားကိုရောင်းချသွားမယ်ဆိုတော့တစ်ဖက်တည်းမှာပဲ Manchester United အသင်းအနေနဲ့ဒီ Marcus Rashford ကို United အသင်းမှာဆက်ထားဖို့အတွက်လည်းသူတို့အနေနဲ့မစင်စားထားဘူးဆိုတော့ကစားသမားကိုဒီနေ့ရာသီမှာရောင်းမှာဆိုတော့ဒီမင်းတို့ခေါ်ခြင်းမခေါ်ခြင်းဆိုလို့ရှိရင်ငါတို့အရှာအသင်းကိုရောင်းမယ်ဆိုတဲ့ပုံစံမျိုးကိုပြက်တာ United ဘက်ကနေပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ရှင်းရှင်းပြောရင်ကျွန်တော်တို့ကောင်းတယ်လို့ပြောလို့ရတယ်ဆို United အသင်းအနေနဲ့ဘလို့ပဲကျွန်တော်တို့ United အသင်းရဲ့ငယ်မွေးချန်ပေါက်ကစားသမားပဲဖြစ်နေပါစေလက်ရှိအခြေအနေအတိုင်းအတာတွေတခုရပြန်ခေါ်ဖို့အဆင်ပြေနိုင်ဘူးဆိုလို့ရှိရင်ပြတ်သားစွာဆုံးဖြတ်ချက်တွေကျွန်တော်တို့ချရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ Marcus Rashford ကိုခေါ်ယူခြင်းတဲ့ကစားဘယ်လိုပြောမလဲအသင်းတွေရှိတယ်ပေါ့ဗျာဆိုတော့ဒါ PSG အသင်းဆိုလို့ရှိရင်လည်း Marcus Rashford ကိုခေါ်ယူခြင်းနဲ့ဆိုတော့ Marcus Rashford အနေနဲ့ PSG အသင်းကိုပြောင်းသွားမယ်ဆိုရင်တော့တိတ်ပြီးတော့မှဘယ်လိုပြောမလဲသူ့အတွက်အဆင်မပြေတဲ့အကြောင်းမရှိဘူးလို့ပြောလို့ရတယ်ငွေကြေးတိုင်းတာရဆိုလို့ရှိရင်လည်း PSG အနေနဲ့သူ့ရဲ့လောက်ခလာစာကိုပေးနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ပြောင်းရွှေ့ခြင်းပမာဏရဆိုလို့ရှိရင်လည်း PSG အနေနဲ့တက်နိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ Marcus Rashford အနေနဲ့အဖက်က
အကယ်၍ပေါ်တော့ဒါဘာစီလိုနာမကသူ့ကိုမခေါ်နိုင်ဘူးဆိုရင်အဖက်ဖက်ကအဆင်ပြေဆုံးကတော့ PSG အသင်းလိုပဲကျွန်တော်ကတော့မြင်နေဆိုတော့ဒါပေမဲ့ကစားသမားရဲ့ရည်ရွယ်ချက်ကတော့ဘာစီလိုနာမှာဆက်လက်ပြီးတော့မှနေသွားခြင်းနဲ့ဘာစီလိုနာမှာဆက်လက်ပြီးတော့မှဒါ contract အရာပေါ့နော်ဆက်ပြီးတော့သွားခြင်းနေတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့မြင်တွေ့နေရတာလည်းဖြစ်တယ်ဆိုတော့ဒီကစားသမားကိုဒီတခြားသော Italy club တွေလည်းတိတ်စိတ်ဝင်စားနေတဲ့အနေအထားမျိုးတွေကျွန်တော်မြင်ခဲ့ရတာဖြစ်တယ်မြင်နေရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ရမယ်ကျွန်တော် United အသင်းရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်အရာကတော့ဒီကစားသမားကိုကျွန်တော်တို့United အသင်းနေနဲ့ဒီဘာစီလိုနာရောက်ဝယ်ခြင်းဝယ်မဝယ်ခြင်းလို့ရှိရင်အခြားအသင်းကိုရောက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုချထားတာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ကစားသမားတစ်ယောက်ကတော့ကျွန်တော်တို့ဒါ Jadon Sancho ပဲဖြစ်တယ်ဆိုတော့ Jadon Sancho ကလက်ရှိ United အသင်းကလာမယ့်ရာသီမှာဆိုလို့ရှိရင်ဟိုတော့ဘယ်လိုလဲ out of contract ဖြစ်မယ်ဆိုတော့အပေါ်တစ်နှစ်တက်တန်းတိုးခွင့်တော့ရှိတယ်ဒါပေမဲ့ United အသင်းကလုံးဝကိုဒီကစားသမားကိုတက်တန်းတိုးမှာမဟုတ်ဘူးဆိုပြီးတော့မှဒါကျွန်တော်တို့ဒီ daily make ကနေ report ပြုလုပ်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ United အသင်းအနေနဲ့ဒီ Jadon Sancho နဲ့ပတ်သက်ပြီးကတော့သူတို့ဒါလာမယ့်ရာသီမှာ United အသင်းနဲ့လုံးဝကိုလမ်းခွဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကို report ပြုလုပ်ထားတာဖြစ်တယ်ဆိုတော့ United အသင်းကရှင်းရှင်းလေးပဲဒီကစားသမားဟာလက်ရှိ United အသင်းကိုရောက်လာခဲ့တဲ့အချိန်ကနေစပြီးတော့မှဘယ်လိုပြောပြဿနာပေါင်းစုံနေတဲ့အဆင်ပြေတဲ့ဂျားတွေကနေပြီးတော့အသင်းကနေရောငားတွေခဏထွက်တယ်ပြီးတော့အခုလက်ရှိဆိုလို့ရှိရင်လည်းနောက်ဆုံးဒီဘယ်လိုမှစာချုပ်တက်တန်းကုန်တဲ့အချိန်ထိကိုဘာမှအကျိုးမပြုတဲ့ကစားသမားလို့ပဲကျွန်တော်တို့ကတော့ပြောရမယ်ဆိုတော့ဒီကစားသမားကလက်ရှိဒါ Dortmund အသင်းအနေနဲ့လည်းသူ့ကိုစိတ်ဝင်စားနေပါတယ်ဆိုတဲ့ report တွေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်ဆိုတော့ Dortmund အနေနဲ့ကတည့်တဲ့အတိုင်းပဲout of contract ဖြစ်နေတဲ့ကစားသမားတယောက်ကိုကျွန်တော်တို့အနေနဲ့ free agent အနေနဲ့ရရှိမယ်ဒါပေမဲ့ပြဿနာကဒီ Jadon Sancho ရဲ့လောက်ခလာစာကတော့တော်တော်လေးပြဿနာရှိတယ်ဆိုတော့တစ်ပတ်လောက်ခ4သိန်းလောက်ရနေတဲ့တပတ်လောက်ခပေါင်4သိန်းလောက်ရနေတဲ့ကစားသမားကိုသူတို့ Dortmund အနေနဲ့ပေါ့နော်ဒါခေါ်ယူနိုင်ပါမလားဆိုတဲ့အနေထားမျိုးပေးနိုင်ရရှိပါမလားဒီလစာပေးနိုင်ရရှိပါမလားဆိုတဲ့စိုးရင်စရာတွေကတော့မြင်တွေ့နေရတာဖြစ်တယ်ဆိုတော့ဆက်လက်ပြီးစောင့်ကြည့်သွားရမယ်သူ Dortmund ကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီ Jadon Sancho အနေနဲ့ကတော့ဒါလစာလောက်ခလာစာကို short ယူရမှာပဲဖြစ်ပါတယ်ဆိုတော့ okay ဆိုတော့ဒါကတော့ကျွန်တော် United အသင်းနဲ့ပတ်သက်ပြီးတော့မှနောက်ဆုံးရထားတဲ့ update သတင်းအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဆိုတော့ကြည့်ပေးခဲ့ကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကိုလည်း like and subscribe ပြုလုပ်ရသေးဘူးဆိုလည်းပြုလုပ်ပေးဖို့တော့တောင်းဆိုပါတယ်ကျွန်တော်ဗီဒီယိုကိုဒီမှာနားကျင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ